တဲလုံးလေးကဘာလို့အော်အေးသူကမေးတယ်တော့မရဆင်းတော့ တဲတုံးလေးကဘာလုပ်လဲမဲတဲတုံးလေးမဲတဲတုံးလေးကထွက်ဆိုဟိုဘဝအထိပါထွက်ချတယ်ဟိုမှာအဲ့ဒါတော့ပေါ်ပြီး ယတိကိုမေးတယ်ဆိုတာကျွန်တော် ယတိ အဲ့ ကို ဒီ မေး ပို့ တယ်ဆိုတာဒီလို तू ကအဲ့လိုမျိုးအကောင့်နဲ့တန်းထည့်ပေးတဲ့ဟာကြီးဆိုရင်ဝယ်ယူမလေးအကောင့်နဲ့ထည့်ပေးတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့သိနေတာအဲ့လိုမျိုး ပေါ်ပြီးကွာလဲရပဲရမှာအကောက်တဲ့တန်းမဝင်ဘူး အဲ့ဟိုပါလေထားပါတော့ဒီမြန်မာငွေ9000ဆိုရင်ရန်ဘယ်လောက်ကြာမလဲ မြန်မာဝင်9000ကိုပေါ်ပြီးကွာဝင် ရွမ်ဘယ်လောက်ကြာမလဲ9000ဆို 9000 9000ဆို100လေ ရွမ်100လား အာတို့တရားကိုတရား အဲ့လေရွမ်100ဆိုရင်သူတို့ရှိမှာဒိုင်မွန်100ဘူးဆိုဘယ်လောက်ရမလဲအဲ့ဒါကိုတစ်ချက်တွက်ကြည့် 950လေအတူတူပဲဈေးကဘာမှမကွာဘူးနည်းနည်းပဲကွာနည်းနည်းဆိုတာ तू က point မရလို့နည်းနည်းပို့တယ်တရုတ်ကနည်းနည်းပို့တယ်ပို့တယ်50လုံးပေါ့စိတ် အဲ့တော့ပဲပို့တယ်အဝီချအဝယ်လာတယ် point မမရလားအကောက်တည်းပဲရောက်လာဟော ဟုတ်တယ်အကောင့်ထဲရောက်တယ်ဆိုရင်တော့မှတော်တော်အဆင်ပြေတယ်ကွာငါဒီမှာဆိုလို့ရှိလို့ရှိရင်တိုင်ပတ်တယ်သိ မဟုတ်ဘူးလေအကောက်တည်းရောက်တယ်ဆိုတာမလေးအကောက်တည်းကိုထည့်လို့မရဘူးမြန်မာပြည်လိုပဲ ဩ မလေးအကောက်တွေထည့်မရမလေးကကော်ဖီကတီးတတ်မယ်ဝယ်လို့ရအကျန်တဲ့ရှီကဝယ်မရ ဟုတ်တယ်9950 အမှတယောက်ရှိသေးတယ်မြန်မာနိုင်ငံမှာတယောက်ရှိသေးတယ်သူရှိမှဝယ်ရတာဈေးကြီးလို့သူရှိမှလည်းအဲ့လို 30တဲ့30ဘိုးအဲ့ဒါအကောက်တည်းတောင်းရောက်တယ်တို့ ringgit ရဲ့ရှင်းရတယ်တို့ ringgit 30ဘိုး ယတိ9950တကယ်ရလားဟလားကျော်ကြီး9950ဆိုတန်တာဖို့တသိန်းဖို့1500တောင်ရ 9950မဟုတ်တော့ဘူးခုနကပြော9900 ဘယ်တယောက်ကိုရအခုကဘယ်သေးပေါက်တာဟုတ်လားမနေ့ကလဲတာဘာလို့တကယ်လေးတဲ့100ထဲမှာ9500ရတဲ့ဟာ ဟမ်950ရတဲ့ဟာအဲ့လေတယောက်ငွေ100အောင်မြန်မာငွေဘယ်လောက်ရလို့လဲလဲတာ9000လေအဲ့လေ အော်9000 9000ဟုတ်9000 9000 9000 တော့ဘူးတော့ပြောဒီမှာပြောနေတာတဲ့နာ तू ကအောက်ကဇောက်တခုစာရေး မစိုးအဲ့ဆိုရဒီဝယ်တခုကိုဟိုလဲဟိုလာ9000 9000လည်းမစိုးပါ အဲ့ပြောတာလေသူ့ကို KP ကနေဒီကနေတွဲပေးပြီးတော့သူဒီဟိုဟာတွေကနေပြီးတော့တခါတည်းအကောင့်နဲ့တန်းထည့်လိုက်လို့ရှိရင်အဆင်ပြေတယ် မြန်မာအကောက်မှာရ မြန်မာကမရပါဘူးမလေးမရမလေးကထုံးစံ